အိမ်ချမ်းမြေကျိုးဆောင်လောကမှာလက်ညှိုးထိုးပြလိုက်ရုံနဲ့အလုပ်ဖြစ်တဲ့ခေတ်ကတဖြည်းဖြည်းကုန်ဆုံးလာနေပြီလို့လုပ်ငန်းရှင်များနဲ့အကျိုးဆောင်အတိုင်းဝိုင်းအတွင်းသုံးသပ်ပြောဆိုမှုများမြင့်တက်လာနေတယ်လို့သိရပါတယ်။ရခိုင်ကမြေကွက်ကွန်ဒိုအဆောက်အအုံများကိုပွဲစားများကသာသတင်းအချက်အလက်ပုံမှုသိရှိထားပြီးဝယ်ယူသူများကလည်းအကျိုးဆောင်ပြောသမျှကိုယုံကြည်လက်ခံတဲ့အခြေအနေများရှိခဲ့ပေမယ့်ယနေ့ခေတ်မှာရင်းနှီးမြှုပ်နှံသူများနဲ့ဝယ်ယူသူများကိုယ်တိုင်အိမ်ချမ်းမြေတင်နှန်းများတက်ရောက်ခြင်းဈေးဝယ်လီလာခြင်းများပြုလုပ်လာသဖြင့်အကျိုးဆောင်များထပ်ပင်နည်းပညာပိုင်းမြေတိုင်းတာမှုမြေယာပိုင်ဆိုင်မှုများကိုနားလည်သိရှိလာနေပြီဖြစ်တယ်လို့လည်းအိမ်ချမ်းမြေအကျိုးဆောင်အတိုင်းဝိုင်းထဲမှာသိရပါတယ်။အခုခေတ်မှာတထေးတွေကပွဲစားတွေထက်တောင်အိမ်ချမ်းမြေအကြောင်းပိုသိလာတယ်။အိမ်ချမ်းမြေတင်နှန်းတွေတက်ထားတယ်။ဈေးကွက်လီလာထားတယ်။မြေတိုင်းတာမှုတွေစင်တီမီတာအထိသိနေကြပြီလို့ဆွဲတော်အိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းမှာဦးစောသိန်းဦးကဆိုပါတယ်။အထူးသဖြင့်ရခိုင်ကလိုကိုရောင်းမဲ့နေရာကိုလက်ညှိုးထိုးပြရုံနဲ့အယောင်ဖြစ်နိုင်တဲ့ခေတ်မဟုတ်တော့ပဲဥပဒေဈေးကွက်သုံးသပ်မှု investment return documentation နဲ့ customer service ပိုင်းများကိုပါနားလည်ကျွမ်းကျင်ရင်လိုအပ်လာနေပြီလို့လည်းအိမ်ချမ်းမြေအကျိုးဆောင်များကဆိုပါတယ်။ပွဲစားတွေကမကြိုးစားရင်မရတော့ဘူးဟူတဲ့သတိပေးစကားများလည်းလုပ်ငန်းအတွင်းပုံမူကြားလာရပြီးရေရှည်ရက်တည်လိုတဲ့အကျိုးဆောင်များအနေဖြင့်လိလာတင်ယူမှုကိုဆက်လက်ပြုလုပ်ရမယ့်အချိန်ရောက်လာပြီဖြစ်တယ်လို့လည်းသိရပါတယ်